အားလုံးပဲမင်္ဂလာပါ Love Sense Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် GP ဆိုတာအမျိုးသားနဲ့အတူအမျိုးသမီးရဲ့လိင်စိတ်ခံစားမှုဖြစ်တဲ့နေရာကိုခေါ်တာဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ကျွန်မက GP နဲ့ပတ်သက်တဲ့ဆေးပညာဗဟုသုတအကြောင်းကိုပြပေးမှာပဲဖြစ်ပါတယ် Organ လို့သိကြတဲ့လိင်စိတ်ပြီးမြောက်ခြင်းဆိုတာက Organ လို့ပြီးစားရဲ့လိမ့်စိတ်ပြီးမြောက်တဲ့အခါမှာစိတ်ဖြစ်စီမှုတွေကိုလျော့ကျစေနိုင်တယ်လို့စိတ်ကျဉ်းနှံမှုတွေအကျဉ်းချင်ချစ်ခင်မှုတွေပါပိုးပြီးတော့တိုးလာနိုင်ပါတယ်။ဒါပေမဲ့အမျိုးသားတွေကပဲပြီးမြောက်လွယ်တတ်ကြပါရဲ့။အမျိုးသားမိတွေကတော့အတူနေတဲ့အချိန်မှာပြီးမြောက်တဲ့အဆင့်ထိကိုရောက်ဖို့အတွက်ကိုတော်တော်လေးရှားပါတယ်။ဘဝတက်လုံးမှပေါ့နော်။လိမ့်စိတ်ပြီးမြောက်ဖို့အတွက်ကိုဒီကြုံဖူးတဲ့အမျိုးသမီးတွေကတော်တော်ရှားတယ်လို့စစ်တမ်းတွေအရဆိုကြမှာလေ။အမျိုးသားအိမ်ကထိုးသွင်းမှုတတ်နဲ့လိမ့်စိတ်ပြီးမြောက်တာကအမျိုးသမီးတွေမှာတော်တော်ဖြစ်ခဲ့ပါတယ်2000မှာလဲလာမှုတစ်ခုပေါ့နော်စစ်တမ်းတွေအရဆိုလို့ရှိရင်အမျိုးသားမိတွေရဲ့လိမ့်စိတ်ပြီးမြောက်တာပါရဲ့အရှိတ်ပိုင်းတွင်နေတာမှရှိတယ်လို့ယူဆခဲ့ပါတယ်အများပြည်သူတွေကိုစပြီးတော့မိတ်ဆက်ပေးတာကတော့ဒေါက်တာဝတ်ပဲလို့ခေါ်တဲ့ဆရာဝန်အမျိုးသမီးပဲဖြစ်ပါတယ်သူဟာသူ့ရဲ့မိန်းမကွယ်အရှိပိုင်းကိုနှိုးဆွဲပို့တိုင်းနေပေါ့နော်ဒီထူးခြားတဲ့ခံစားချက်ဖြစ်ပေါ်လာတဲ့အကြကြောင့်ဘလို့ခံစားမှုအမျိုးသမီးတွေရဲ့တော့သူနဲ့သူ့ရဲ့လောက်ဖော်ကိုင်မဲ့ဆရာဝန်တွေကအဲ့ဒီနေရာကိုပေါ့နော်ဒီအကြောင်းကနေစကြည့်တော့အခုနဲ့သူ့ရဲ့ grab ကိုဂုံပြုတ်ပြီးတော့ပေါ့နော် GP ဆိုပြီးတော့ခေါ်ခဲ့ကြတာအခုထိပါပါတယ် GP ကဆိုလို့ရှိရင်ခန္ဓာကိုယ်မှာပေါ့နော်တိတိကျကျရှိနေတဲ့နေရာတစ်ခုတော့မဟုတ်ပါဘူး2019မှာလေ့လာချက်အရာဆိုရင်ဒီ G-spot ကပေါ့နော်တေချာချာအမတ်သားတစ်ခုရှိနေတယ်ဆိုတာမဟုတ်ပါဘူးအမျိုးသားလင်းကိုနိုးဆွဲလို့ရှိရင်ကြီးလာတယ်လို့မအင်္ဂါစင်ကိုလည်းနိုးဆွဲတဲ့အခါမှာအရွယ်အစားကြီးလာတတ်တာမို့လို့အဲ့ဒီမှာပေါ့နော်အင်္ဂါစင်ရဲ့ထီကလေးပဲဖြစ်ပါတယ်မအင်္ဂါစင်ကအောက်ဘက်ကိုဆင်းသွားမယ်ဆိုလို့ရှိရင်ဒီ G-spot ကအမျိုးသမီးပေါ့နော်တယောက်နဲ့တယောက်ဒီနေရာမတူတဲ့အတွက်ကြောင့်မလို့တစ်ခါတည်းမှာရှာခတ်တာမျိုးရှိနိုင်ပါတယ်အဲ့ဒီနေရာကိုနိုးဆွဲနိုင်လို့ရှိရင်ပေါ့နော်ကြီးစားရှိနေနိုင်ပါတယ်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကြီးစော့ကိုကောင်းကောင်းထိထားတာကအမျိုးသားနဲ့အတူနေတဲ့အခါမှာပို့ပြီးတော့အဆင်ပြေလာမှဖြစ်တယ်လို့လိမ့်စိတ်ပြီးမြောက်ဖို့တာရှုလွယ်ကူလာမှဖြစ်ပါတယ်အခုလောက်ဆိုလို့ရှိရင်အမျိုးသမီးအကြောင်းကိုထပ်တင်တလောက်သိထွားကြပြီလို့လဲထင်ပါလေနော်ဒီ view ကိုကြည့်ပြီးတော့လဲကျမ်းမာရေးဗဟုသုတလေးရသွားကြပြီလို့မျှော်လင့်ပါတယ်ရှင်ဒီလိုမျိုးဗီဒီယိုလေးတွေကိုအမြဲစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို့ပြောရင်းနဲ့ပဲကျမရဲ့ဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါတယ်ရှင်အားလုံးပဲနေကောင်းကျန်းမာကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်